ကျွန်တော်ညီကိုနှစ်ယောက်မိတ်ဆက်ပါမယ်ကျေးဇူးရှင်ပေးတယ်ဗျာခင်ဗျာကျွန်တော်တော့နိုင်ငံတော်ရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်ဟာတမင်းသားဒိန်းတောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခင်လာပါပရိသတ်ကြီးသရောင်းစားခွက်ပြောင်းမယ်သရောင်းစားပရိသတ်ကမင်းမဲလင်းနေမဟုတ်ဘူးအာဘယ်လိုပြောလိုက်မျက်နှာလေးကပေကလေးတောင်းကြည့်လိုက်ပြောင်းကြည့်လိုက်ပြတာမင်းငါခွေးငါဒိုးကြတာမင်းဘာကိုဆင်းတော့ပိတ်တော့ဂျိုတရားတယ်ကွာတားမသိလို့ဘာသားလဲမလားမြန်သားနေမယ်မလားမြန်ပိတ်တော့ကိုသမင်းရှင်ဟင်းရှင်မိတ်ရှင်မိတ်တန်းလန်လွန်အမေနဲ့မခေါ်နဲ့မင်းနဲ့ကြည့်တဲ့လူကြောက်မှမရှိတော့ညီမလေးကိုကြီးကိုလိုက်နေမေမရိုက်လိုက်ဟိုမှာသွားတော့မရှိတော့ပရိသတ်ဆိုတာကိုကျေးဇူးရှင်ပရိသတ်ဟုတ်လားအဲ့တော့ပရိသတ်ကိုရင်ချေးလေးနဲ့ဘယ်လိုပြောကျွန်တော်ခင်းလိုက်မှာခင်ဗျာဩမင်းကြောက်မနေဘူးလားဟောမနေဘူးရင်ချေးလိုက်မှာတင်တန်းနေမတတ်ဘူးလားတတ်ဘူးလို့ပါပြောလိုက်မျက်နှာလေးကတောင်းလို့ရောက်နေလောက်ချင်လားဟေ့မင်းနာမည်ဘယ်သူလဲကျွန်တော်မောင်ခင်းလိုက်ပါခင်ဗျာမင်းနာမည်ဘယ်သူလဲကျွန်တော်မောင်ခင်းလိုက်ပါခင်ဗျာရက်ွက်ထဲမှာဖဏတ်တွေလဲခိုးတာဘယ်သူတို့ကျွန်တော်မောင်ခင်းလိုက်ပါခင်ဗျာခလေးစီးတရားလူကြီးစီးတရားရတယ်ခလေးစီးကမတော်လို့ယူမလို့ဟာဒီစောက်ကတော့ဆွဲလို့မရဘူးကွာဖဏတ်ခိုးတဲ့လူမင်းသိဘာလို့သိမှလဲမသိကျွန်တော်တိကြမသိပါဘူးခင်ဗျာပေါ့အဲ့လိုပြောပါလားရက်ွက်ထဲမှာဖဏတ်တွေလဲခိုးတာဘယ်သူတို့ကျွန်တော်တိကြမသိပါဘူးခင်ဗျာရက်ွက်ထဲမှာဖဏတ်တွေလိုက်ခိုးတာဘယ်သူတို့ကျွန်တော်တိကြမသိပါဘူးခင်ဗျာမင်းအဖေဘယ်သူတို့ကျွန်တော်တိကြမသိပါဘူးခင်ဗျာအမေကနေရိုက်တော့မနဲ့တယောက်ညတော့မေကဘွဲပေါက်ဟာမရိုက်လိုက်ငါမေပဲဘွဲပေါက်နေအောင်မင်းဖေနာမည်မင်းမသိဘူးလားသိတာပေါ့ဦးမြလိုက်ကွာဦးမြလိုက်လို့ပြောပေါ့မင်းဖေနာမည်ဘယ်သူတို့ဦးမြလိုက်ပါခင်ဗျာမင်းအဖေနာမည်ဘယ်သူတို့ဦးမြလိုက်ပါခင်ဗျာမင်းအမေဘာလုပ်တော့ဦးမြလိုက်လုပ်ပါတယ်ခင်ဗျာခဏလုပ်တာဖေမနဲ့တခါညတခါတောက်လျှောက်တော့ကြောက်ဦးတွေတော့ဟာမင်းအမေအလုပ်ကိုမင်းမသိဘူးလားဟာမင်းအမေဘာလုပ်ငါအမေဘာလုပ်မစင်းတော့မနေပြန်လို့ပေးတာကွာမနေ့ကပတ်စံနေလိုက်ကောအဲ့လိုရှိမပြောနဲ့ပတ်စံနေလိုက်ကောက်ပါတယ်ခင်ဗျဒါပဲပြောအတိုးလေးပဲမင်းအမေဘာလုပ်တော့ပတ်စံနေလိုက်ကောက်ပါတယ်ခင်ဗျမင်းအမေဘာလုပ်တော့ပတ်စံနေလိုက်ကောက်ပါတယ်ခင်ဗျမီးပွိုင်းမှာမော်တော်ပီကယ်တွေဘာလုပ်တော့ပတ်စံနေလိုက်ကောက်ပါတယ်ခင်ဗျသူမကောက်ချင်ကလေးတယောက်ကိုနေစားပေးပြီးကောက်ခန့်ဟာမကားဖန်ခံမင်းမဲနော်မဟုတ်ဘူးလေအခုခေတ်ကအဲ့ဒီခေတ်မဟုတ်ဟိုတော့ခေတ်ဟုတ်လားအခုခေတ်မှာမော်တော်ပီကယ်တွေကတကယ်ဝန်ထမ်းကောင်းနေဟုတ်တယ်နော်အဲ့တော့ကားတွေကမောင်းတော့လမ်းပေါ်မှာအင်ဂျင်ဝိုင်းတွေယိုးနေလမ်းကြီးပတ်အင်ဂျင်ဝိုင်းတွေယိုးတော့တီရှူးလေးနဲ့လိုက်တုပ်ပေးတာအဲ့လောက်ထိလိုက်လို့ဝန်ထမ်းကောင်းဟုတ်တယ်တန်ပြောမီးပွိုင်းမှာမော်တော်ပီကယ်ကြီးဘာလုပ်နေလဲအင်ဂျင်ဝိုင်းတွေယိုးလို့တီရှူးနဲ့တုပ်ပါတယ်ခင်ဗျမီးပွိုင်းမှာမော်တော်ပီကယ်ကြီးဘာလုပ်လို့အင်ဂျင်ဝိုင်းတွေယိုးလို့တီရှူးနဲ့လိုက်တုပ်နေပါတယ်ခင်ဗျမီးပွိုင်းမှာမော်တော်ပီကယ်ကြီးဘာလုပ်လို့အင်ဂျင်ဝိုင်းတွေယိုးလို့တီရှူးနဲ့တုပ်နေပါတယ်ခင်ဗျလာကုန်ရတော့ကမင်းညမလေးဘာလုပ်လဲအင်ဂျင်ဝိုင်းတွေယိုးလို့တီရှူးနဲ့တုပ်နေပါတယ်ခင်ဗျပါဇက်ကြရခင်ဗျတောက်